မေမေတို့ရေမနေ့ကအသေးရောင်အသားဝါဘီကာကွယ်ဆေးအကြောင်းပြောပြီးပြီဆိုတော့ဒီနေ့ပါအကြောင်းပြောပြမလဲဆိုတာသိအောင်အဆုံးထိကြည့်လိုက်ပါဦးအားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ကလေးတွေရဲ့ကျန်းမာရေးအကြောင်းတွေမျှဝေပေးနေတဲ့ကလေးထုကူဆရာဝန်ဒေါက်တာဖြိုးပဲဖြစ်ပါတယ်ကလေးလေးတွေရဲ့ကျန်းမာရေးအကြောင်းတွေအမြဲပြောပြနေမှာဖြစ်လို့ကျွန်တော်အကောင့်ကို like and share လုပ်ထားကြဖို့မမေ့နဲ့နော်ဒီနေ့ပြောပြပေးမယ့်အကြောင်းကတော့ BCG လို့ခေါ်တဲ့ပြင်းထန် TB ကာကွယ်ဆေးအကြောင်းပါ BCG ဆေးကဘာအတွက်ထိုးတာလဲဒီဆေးက TB ရောဂါအထူးသဖြင့်အီးနောက်မြေရောင် TB ရောဂါလိုမျိုးပြင်းထန်တဲ့ရောဂါတွေကနေကာကွယ်ပေးပါတယ်မြန်မာနိုင်ငံမှာ TB ရောဂါဖြစ်ပွားနှုန်းမြင့်မားတာကြောင့်မွေးကင်းစကလေးတိုင်းမိဘကိုထိုးပေးဖို့အရေးကြီးပါတယ်ဘယ်အချိန်ထိုးပေးသင့်လဲအကောင်းဆုံးကတော့ကလေးမွေးပြီးပထမလအတွင်းဖြစ်နိုင်ရင်မွေးချိန်နဲ့ကပ်ပြီးထိုးပေးတာအကောင်းဆုံးပါပဲဆေးကိုဘလို့ထိုးမှလဲဆေးကိုကလေးရဲ့လက်မောင်းရဲ့အပြင်ဘက်မှာဆေးနှဲငယ်ကိုအရေပြားအောက်ကိုထိုးသွင်းမှာပါဆေးထိုးပြီးရင်ဘာဖြစ်တယ်လဲဆေးထိုးပြီး2ပတ်ကနေ4ပတ်လောက်ကြာရင်ဆေးထိုးတဲ့နေရာမှာအနီ14ပေါ်လာပါမယ်ပြီးရင်အရေအိတ်ငယ်လေးဖြစ်ကပြည်တီနာလေးတွင်ဖြစ်လာတတ်ပါတယ်ဒါကပုံမှန်ပါပဲဒီလိုဖြစ်မှဆေးကအလုပ်ဖြစ်တယ်လို့သိရပါမယ်နောက်ဆုံးမှာအနာလေးကျက်သွားရင်အမာရွတ်လေးတစ်ခုကျန်ခဲ့ပါမယ်ဒါကသူ့အလိုလိုပဲပျောက်သွားပါလိမ့်မယ်ဂယုစိုက်ရမယ့်အချက်တွေကဘာတွေဖြစ်မလဲအနာလေးကိုမဆေးကြောပါနဲ့ချစ်တာကုတ်တာမျိုးမလုပ်မိအောင်ဂယုစိုက်ပါအနာကို6တွေ့အောင်ထားပါပလာစတာကတ်စရာမလိုပါဘူးပီယိုတာမျိုးရှိရင်တန့်ရှင်းတဲ့ပိုးသက်ထားတဲ့ဂွန်းလေးနဲ့တုပ်ပေးလို့ရပါတယ်ဘလို့အခြေအနေဆိုဆရာဝန်ပြတင်လဲဆေးထိုးပြီးကလေးကအဖျားကြီးတာကနာမငြိမ်ဖြစ်တာဆေးထိုးတဲ့နေရာကအရန်หนีရဲပြီးရောင်ရမ်းတာစတာတွေဖြစ်ရင်ဆေးကန်းပြတာပါမေမေတို့သိရမှာက BCG ကာကွယ်ဆေးက TB ရောဂါအားလုံးကို100%အပြည့်မကာကွယ်နိုင်ပေမဲ့ကလေးကိုဆိုးရွားတဲ့ပြင်းထန် TB ရောဂါတွေကနေအဓိကကာကွယ်ပေးနိုင်ပါတယ်မေမေဖေဖေတို့မှာ BCG ဆေးနဲ့ပတ်သက်ပြီးမေးခွန်းတစ်ခုခုရှိရင်ကျွန်တော်ထပ်ပြီးရှင်းပြပေးပါမယ်ကလေးလေးတွေအားလုံးကျန်းမာပျော်ရွှင်တဲ့ဘဝကိုပိုင်ဆိုင်နိုင်ဖို့ဆုတောင်းပေးပါတယ်